လူမငြိမ်းချမ်းတာပူလောင်တာဆင်းရဲတာတွေဟာလူကြောင့်မဟုတ်ဘူးလောဘဒေါသမောဟမာနစတဲ့ကိလေသာစိတ်ကြီးတွေကြောင့်ဖြစ်တယ်လူမှာလောဘမရှိရင်ခိုးမရဘူးအချောင်မရခြင်းဘူးမလစ်ခြင်းဘူးမဝှက်ခြင်းဘူးအချောင်ရခြင်းခိုးခြင်းလစ်ခြင်းဝှက်ခြင်းတာတွေဟာလည်းလူမဟုတ်ဘူးအဲ့ဒါလောဘကိလေသာတွေဖြစ်တယ်လူမှာဒေါသမရှိရင်ဆူးမရဘူးဆဲမရဘူးရိုက်မရဘူးဖြစ်စည်းမရဘူးဖြည့်စည်းကျင်တာဆူကျင်တာဆဲကျင်တာရိုက်ကျင်တာနှက်ကျင်တာတွေဟာလူမဟုတ်ဘူးအဲ့ဒါဒေါသကိလေသာတွေပဲဖြစ်တယ်လူဟာမာနမရှိရင်ပြန်ရင်ဆန်းရင်နိုင်ကျင်တာတွေမရှိဘူးပြန်ရင်ဆန်းရင်နိုင်ကျင်တာတွေဟာလည်းလူမဟုတ်ဘူးမာနကိလေသာတွေဖြစ်တယ်လူမငြိမ်းချမ်းတာဆင်းရဲတာပူလောင်တာတွေဟာလူကြောင့်မဟုတ်ဘူးလောဘဒေါသမာနစတဲ့ကိလေသာတွေကြောင့်ပဲဖြစ်တယ်ဘုရားရဟန္တာတွေမှာမငြိမ်းချမ်းတာဆင်းရဲတာပူလောင်တာတွေမရှိတော့တာဟာလူခန္ဓာမရှိတော့လို့မှမဟုတ်တာလောဘဒေါသမောဟမာနစတဲ့ကိလေသာတွေမရှိတော့လို့ဖြစ်တယ်လူငြိမ်းချမ်းခြင်းနဲ့ဆိုရင်ဂျိုးတွေနှက်ခတ်တွေဇာတာတွေရက်ရဇာတွေပြတ္တရားတွေဘဝတွေခန္ဓာတွေကိုအပြစ်မရှာပါနဲ့လူမငြိမ်းချမ်းရတာဟာဆင်းရဲရတာပူလောင်ရတာတွေဟာအဲ့ဒါတွေကြောင့်မဟုတ်ဘူးလူမငြိမ်းချမ်းတာဟာလောဘဒေါသမာနစတဲ့ကိလေသာတွေကြောင့်ပဲဖြစ်တယ်မိသီးမိကြောင့်ဟာလျှက်စီးလိုင်းရလို့ဝင်လို့မိလင်းရတာပါလျှက်စီးလိုင်းမရရင်လျှက်စီးလိုင်းမဝင်ရင်မိကြောင့်နေဘယ်မိလင်းနိုင်မှာလဲလူဟာလဲကိလေသာရလို့